ဆော့ကျင်လို့ဆော့ရင်းဆော့ရင်းနဲ့တော့တက်သွားမှာပေါ့သူတို့လည်းဆော့ကျင်လို့လေသူတို့လည်းဆော့ကျင်လို့လေမဆော့နဲ့တော့လို့တော့တွားပြီးတော့မြို့ကိုလည်းအဲ့လိုမျိုးအရွယ်လောက်တုန်းကဆိုလို့ရှင်သူတို့ဂိမ်းစဆော့ကစားဆိုလို့ရှင်ကိုတွေလည်းအဲ့လိုမျိုးနုနေလို့ရှင်လဲကိုဆော့ခဲ့စဉ်တုန်းကလည်းအဲ့လိုမျိုးနုနေတုန်းကလည်းကိုလည်းအဲ့လိုမျိုးပဲပြောရမှာပါချေကိုတွေကိုလည်းပြောမှာပဲဆဲဆိုဘာညာအဲ့လိုပြောခံရမှာပဲလေနော်နည်းနည်းလေးတော့နားလည်မှုလေးပေးလိုက်ပေါ့အရင်စိုးနေလို့ရှင်တော့ထပြောလိုက်တာကောင်းတယ်လေနော်သူတို့လည်းအဲ့လိုမျိုးစောင့်နေတဲ့အချိန်မှာကွာအဲ့လိုမျိုးကြီးပြောလိုက်တော့တဲ့ဗျာသူတို့စိတ်ကနည်းနည်းစိတ်မကောင်းတော့ဖြစ်မိမယ်။ဘာစိတ်မကောင်းဖြစ်မိမယ်ခါတချို့တွေကြတော့အကြောမတင်းတဲ့သူတွေခေါင်းမာတဲ့သူတွေကြတော့အဲ့လောက်ဖြစ်နေတာအဲ့လောက်ငါ့ကိုပြောဆိုပို့ပြီးတော့ဆေးထိုးတာတို့ပါလို့သိမလား။ပြီးဆိုလည်းစော့တာမျိုးလို့မစော့ကောင်းကောင်းမွန်မွန်မစော့ပေးတော့ဘဲနဲ့ပို့ပြီးတော့ပို့ဆိုးအောင်လို့စော့ပေးရတာပါရှိရ။ချိုးကြတော့လည်းအဲ့လိုမျိုးစိတ်မကောင်းပြီးတော့ပေါ့ကွာမစော့တာမျိုးလို့ပါပေါ့နော်။ငါဆိုလို့ရှိရင်ကိုဦးမင်္ဂလာပါငါဆိုလို့ရှိရင်အဲ့လိုမျိုးကိုကမကောင်းပါဘူးဆိုမှကိုကလေကိုပြောလိုက်ကြတော့ဟိုတွားလိုက်ပါအောင်ဒီကိုလာလိုက်ပါအောင်ဟိုလာလိုက်ပါဒီကဆိုဘာလို့ဘာကံမှမသိတော့ငါပြောလို့ရှိရင်ငါအဲ့လိုမျိုးကိုပြောလို့ရှိရင်ပို့ဆိုးတယ်ရှင်မကင်မိလက်မကင်မိနဲ့လေပို့ဆိုးပါရင်အဲ့ကြောင့်ဂိမ်းစော့နေရှင်မပြောနဲ့တော့ပြောလို့ရှိရင်ဘာမှမရတော့ဘူးဆိုတော့တကယ်ဂိမ်းစော့လို့ရှိရင်ပို့ဆိုးတယ်ပြောစော့နေတဲ့အချိန်မှာဟိုလာခဲ့အောင်ဒီလာခဲ့အောင်ဟိုလာအဲ့လိုမျိုးပြောလို့ဟိုလာဒီလာဟိုသွားဒီသွားတော်သေးတယ်အဲ့လိုတွေမကင်နဲ့စက်ပဲကိုဟိုလိုတုံးဒီလိုတုံးဆိုလို့ရှိရင်မသိတော့ဘူးဘယ်လိုတွေတုံးလို့တုံးရမှာမသိတော့ဘူးဘာမှမသိတော့အဲ့လိုပုံစံမျိုးဖြစ်သွားအောင်ကိုချင်းစားတာပါစာနာစိတ်လေးထားတာလေစာနာစိတ်လူရာချက်ပို့ပြီးတော့နည်းနည်းလေးလွန်လာတယ်ဆိုချင်တော့နည်းနည်းတစ်ခါတလေတော့ပြောမိတယ်ပေါ့နော်အရင်ကြီးတော့မဟုတ်ပါကိုဦးပြန်ထွက်သွားပြီလားကိုဦးရေမိကလာပါကိုစားပြီးသွားပြီလားကိုဦးရေစားပြီးသွားပြီလားရှင်ကိုမကပြန်ရောက်လာပါပြီကဲအဲ့ဆိုရှင်အမင်းထွက်ဘူးတဲ့ထွက်ဘူးတဲ့ဘယ်ဘာမှမထွက်ဘူးလေအော်မထွက်ဘူးလိုက်တဲ့ကနေမထွက်ဘူးအော်မထွက်ဘူးအဘမပေးချင်ဘူးလေတဲ့ပဲနော်ညင်းလိုက်တာအားနဲ့မပေးချင်ဘူးလေအခုမှနိုးရတာဟုတ်လားအခုမှနိုးရလားခရဒီနေ့မီးလာလေဆိုတော့အခုမီးလာလေဆိုတော့စပြီးတော့လိုက်ရွက်အောင်မယ်လေဆိုပြီးတော့လိုက်ထွင်ဘာမှတော့မစားသေးလိုက်ကတော့ရင်လွင့်တာပေါ့နော်ခရက live ပြန်လွင့်ပြီဆိုတော့ဒီလား live ပြန်လွင့်ပြီဆိုတော့အရင်လိုဟိုနေ့ကင်းဒီလိုချိန်မှမထားတော့ဒီလိုချိန်မှမထားအတင်းယုံပြီးတော့ယုံကန်ပြီးတော့ဟာlive လွှင့်ရမယ်မီးလာနေတယ်ငါ live လွှင့်ရမယ်မီးမလာလဲ live လွှင့်ရမယ်ပေါ့မီးမလာလဲအပြင်လင်းရောင်နဲ့ပါနဲ့ညာနဲ့အဲ့လိုလွှင့်မယ်ပေါ့ဆိုပြီးတော့အဲ့လိုမျိုးခုတော့